အမျိုးသမီးတွေဟာပင်လယ်ထဲကိုခုန်ဆင်းသွားကြပါတယ်။သူတို့ဟာမူလကငါးဖမ်းဖို့လာတာဖြစ်ပေမဲ့ထူးဆန်းတဲ့တစ်တာနှဲငယ်ကိုမထင်မှတ်ပဲရှာတွေ့သွားခဲ့ပါတယ်။တစ်တာတွေကိုလှေပေါ်ဆွဲတင်နေတော့မှတလုံးကအမှတ်မထင်မောက်သွားပြီးအထက်ကပစ္စည်းတွေအကုန်ထွက်ကြလာပါတယ်။အဲ့ဒီအခါကျမှအထက်ကပစ္စည်းတွေဟာရွှေတွေဖြစ်နေမှန်းသူတို့သိလိုက်ရတာပါ။အမျိုးသမီးတစ်ယောက်ကအောက်ကိုပြုတ်ကျသွားတဲ့ရွှေတွေကိုပြန်ဆယ်ဖို့ရေထဲပြန်ငုပ်သွားပါတယ်။သူမရဲ့ဖခင်ကကြံတဲ့တစ်တာတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တစ်တာတိုင်းမှာရွှေတွေအပြည့်ဖြစ်နေပါတယ်။ရုတ်တရက်အချက်ပေးတံတစ်ခုထွက်ပေါ်လာပါတယ်။ရဲတွေကသူတို့ကိုမြင်သွားခဲ့ပါပြီ။အမျိုးသမီးတွေကရွှေတစ်တာတွေကိုပင်လယ်ထဲအမြန်ပြန်လွှင့်ပစ်လိုက်ကြပါတယ်။ဒါပေမဲ့သူတို့ထွက်ပြေးဖို့ပြင်တဲ့အချိန်မှာပဲကြောက်ဆောင်တွေကြားမှာကြောက်စုကညှိနေခဲ့ပါတယ်။အမျိုးသမီးရဲ့မောင်လေးကကျိုးကိုဆွဲဖို့ကြိုးစားပေမဲ့လုံးဝရွှေ့မလာပါဘူး။အားလုံးကဝိုင်းကူကြတဲ့အချိန်မှာတော့ကျိုးကရုတ်တရက်ပြတ်သွားပါတယ်။ဖခင်ဖြစ်သူကသူ့သားကိုကယ်ဖို့ရေထဲကိုချက်ချင်းခုန်ဆင်းသွားပေမဲ့သူ့ခြေထောက်ကငါးဖမ်းပိုက်နဲ့ညှိနေခဲ့ပါတယ်။လှေရဲ့ပန်ကာကသူတို့နှစ်ယောက်လုံးကိုလှေအောက်ထဲဆွဲခေါ်သွားပြီးကြေကွဲစရာဖြစ်ရဆိုးကြီးဖြစ်ပွားခဲ့ပါတယ်။အမျိုးသမီးဟာအယမ်းကိုစိတ်ထိခိုက်သွားခဲ့ပါတယ်။ရဲတွေလှေပေါ်တက်လာတာကိုတော့သူတို့သတိမထားမိလိုက်ကြပါဘူး။အမျိုးသမီးဟာအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့ရဲရာရှိကရွှေတွေကိုသူ့ဘာသာသူတင်ထားချင်နေတာပါ။သူကအမျိုးသမီးတွေကိုရေထဲငုပ်ပြီးရွှေတွေပြန်ဆယ်ဖို့အတင်းကျပ်ခိုင်းစေပါတယ်။သူတို့ရေအောက်ရောက်သွားတာနဲ့ရဲရာရှိကသူ့လူတွေကိုရေအောက်မှာတင်တက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။မကြခင်မှာပဲသူ့လူတွေကအမျိုးသမီးတွေရှိရာကိုတိတ်တဆိတ်ချင်းကပ်လာကြပါတယ်။အမျိုးသမီးတစ်ယောက်ကအန်ရယ်ကိုအာယုံရသွားပြီးအသက်ရှူဖို့ရေပေါ်တက်လာပေမဲ့ရေအောက်ကိုချက်ချင်းပြန်ဆွဲချခံလိုက်ရပါတယ်။ရေအောက်မှာရုံရင်းဆန်ခတ်တိုက်ပွဲတွေဖြစ်ပွားပါတော့တယ်။နောက်ထပ်အမျိုးသမီးတစ်ယောက်ကကူညီဖို့အမြန်ရောက်လာပါတယ်။သူမကဓားမြောင်ကိုလူယူလိုက်ပြီးတိုက်ခိုက်သူရဲ့အောက်ဆီဂျင်ပိုက်ကိုဖျက်ချလိုက်ကခြေထောက်တွေကိုကျိုးနဲ့တုံနှောင်လိုက်ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းပြီးကြံတဲ့သူတွေကိုပါအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရေပေါ်တက်လာတာနဲ့ရဲရာရှိကတနက်နဲ့လှမ်းပစ်ပါတော့တယ်။အတူပါလာတဲ့အမျိုးသမီးတစ်ယောက်ကရှေ့ဆက်မခံစားနိုင်တော့တဲ့အတွက်ရဲရာရှိကိုလှမ်းဖမ်းပြီးပင်လယ်ထဲကိုအတူတူခုန်ချလိုက်ပါတယ်။ကံကောင်းချင်တော့ကြံတဲ့အမျိုးသမီးတွေကသူမကိုအချိန်မီပြန်ဆွဲတင်နိုင်ခဲ့ပါတယ်။ရဲရာရှိကတော့သမုဒ္ဒရာကျမ်းပြအောက်ကိုထာဝရနစ်မြုပ်သွားခဲ့ပါပြီ။သူတို့ဘေးကင်းပြီလို့ထင်နေတော့မှပဲနောက်ထပ်အပေါင်းပါတစ်ယောက်ကရုတ်တရက်ပေါ်လာပါတယ်။သူကအမျိုးသမီးတွေကိုရေထဲပြန်ခုန်ဆင်းဖို့အမိန့်ပေးပါတယ်။သူကရွှေအားလုံးကိုတယောက်တည်းယူဖို့ကြံစီထားတာပါ။ဒါပေမဲ့အမျိုးသမီးတွေကကြောက်စုကိုကြောက်ဆောင်နေကြတဲ့ညှက်ထားခဲ့မှန်းသူမသိပါဘူး။သူလှေနိုးဖို့ကြိုးစားပေမဲ့လှေကရွှေမရဖြစ်နေပါတယ်။ဒါနဲ့သူကကျိုးကိုအတင်းဆွဲပါတော့တယ်။အမျိုးသမီးတွေကသူ့ကိုဝိုင်းထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျိုးကနောက်တစ်ကြိမ်ထပ်ပြတ်သွားပြီးသူလည်းပင်လယ်ထဲပြုတ်ကျသွားပါတယ်